မနက်စောစောတကြောင်နဲ့သာရွတ်ဆိုရပြီငွေတလဟောင်းဝင်စီတဲ့လက်နိုးကာတာတော်ကြီးပရိသတ်ကြီးတို့အတွက်ကောင်းတဲ့လေးတစ်ခုပြောပြပေးချင်ပါတယ်မိမရှိနေတဲ့လက်တွေမနှိုးပဲမပွေမဲရှိနေရင်လက်နိုးကာတာတော်ကြီးကိုရွတ်ဖက်ပူဇော်ပေးတာနဲ့လက်နိုးလက်ပွေမိငွေဒီတလဟောဝင်ရောက်စီမှာဖြစ်ပါတယ်လက်နိုးကာတာတော်ကြီးကိုအောက်မှာဖော်ပြပေးလိုက်ပါရရှင်လူတိုင်းနေပါလက်ပွေလက်ရှင်ကာတာတွေငွေဝင်ကာတာတွေကိုပဲရွတ်ဆိုနေကြပြီးတော့လက်ကိုနှုတ်ပြဖို့အတွက်မိနေတကြပါတယ်အဲ့တော့လလမငွေကြီးတွေကဝင်တဲ့တလောက်မဝင်တော့ဘူးအဲ့ဒါကြောင့်ဒီလက်နိုးကာတာလေးကိုတင်ပြပေးလိုက်ပါတယ်ရွတ်ဆိုပုံကတော့မနက်အရာထမျက်နှာတစ်ပြီးတာနဲ့ပစံအိတ်ကိုကိုင်းမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုအာယုံပြုပြီးနံပါတ်1နမောတတဘဂဝါတော်အရဟတော်တမ္မာတမ္မုဒ္ဒတကို3ခေါက်ရွတ်ဆိုပါနံပါတ်2တရဏဂုံ3ပါးကို1ခေါက်ရွတ်ဆိုပါနံပါတ်3ပြီးရင်တော့အခုပြောတဲ့လက်နိုးကာတာကို28ခေါက်ရွတ်ဆိုရပါမယ်လက်နိုးကာတာတော့တိဋ္ဌိတေဇောတိဋ္ဌိဝါရတိဋ္ဌိစီယတိဋ္ဌိကမ္မတတ္ထုပူဇာလာဘဝယာတပိပိယဘဝတုမိဒါဆိုကိုအတွက်ကိုပိုင်ဆိုင်ရမင်းကိုပိုင်ဆိုင်ခွင့်ရှိတဲ့လက်ကိုနှုတ်ပြီးပါပြီလက်ပွင့်ကားတာတို့လက်ခေါ်ကားတာတို့ငွေရကားတာတို့နှစ်သက်ရာထပ်ပြီးရွတ်တော့ပေါ်နေ့စဉ်မပြတ်မကွက်ဆောင်ရွက်ပါ9ရက်တွင်ထူးခြားသိတာလာပါလိမ့်မယ်တတိပြူမှာကလက်နှုတ်ပြီးမှလက်ခေါ်ပါဒါကြောင့်ပရိသတ်ကြီးတို့လည်းလက်တွေနိုးလာအောင်လက်နိုးကားတာတော်ကြီးကိုမျှဝေပေးလိုက်ပါတယ်လက်နိုးကားတာတော်ကြီးရွတ်ပြီးရင်လက်ခေါ်လက်ပွင့်လက်ရွှင်ကားတာတစ်ခုခုရွတ်ဖို့အတွက်မမေ့ပါနဲ့ရှင်